ချစ်တယ်ဆိုတာလောဘမုန်းတယ်ဆိုတာဒေါသကျွတ်တို့ကြိုက်တယ်မကြိုက်ဘူးနဲ့သွားတာဘဝတစ်လျှောက်တော့ဟုတ်လားအဲ့တော့အဲ့ဒီအဆင့်ကိုဘုံဘုံတို့ကြော်လွန်ဖို့အတွက်ချစ်ချင်းမုန်းချင်းဆိုတဲ့ရက်လက်ဆိုးမထွက်အောင်ကျွတ်တို့ကလေးနဲ့တဲ့အမှန်တရားကိုမြင်ရမယ်အဲ့တော့ဒုက္ခသစ္စာကိုမြင်လို့ရှိရင်ချစ်ချင်းမုန်းချင်းမရှိဘူးအထင်ကြီးချင်းအထင်သေးချင်းလည်းမရှိဘူးဘာအထင်ကြီးမှတော့အကုန်လုံးဒုက္ခရောက်နေကြတာဒီလိုမြင်သွားတာအထင်လည်းသေးစရာမရှိဘူးကိုယ်လည်းဒုက္ခရောက်နေတဲ့တဲ့တော့သူများအထင်သေးတယ်ဆိုတာကိုယ့်အထင်ကြီးပြီးမှဖြစ်တဲ့ကိစ္စဟုတ်တယ်မဟုတ်လားအဲ့တော့အထင်ကြီးချင်းအထင်သေးချင်းဆိုတာလောကမှာဘာကြောင့်ဖြစ်နေတာတုံးလို့မေးရင်သစ္စာဆိုတဲ့အမှန်ကိုမမြင်လို့ထွက်လာတဲ့မှားယွင်းတဲ့အဖြေတစ်မျိုးပဲအဲ့ဒီအထင်ကြီးချင်းအထင်သေးချင်းကပဲစိတ်ကိုများစွာပင်ပန်းစေတာပြောရရင်ရိုးရိုးလေးပါတယောက်နဲ့တယောက်မတူဘူးထင်လို့အထင်ကြီးတယ်အထင်သေးတယ်ဆိုတာဖြစ်တယ်ဟုတ်တယ်မဟုတ်လားဒုက္ခသစ္စာဆိုတာမတူဘူးဆိုတာမရှိဘူးအကုန်လုံးဒုက္ခရောက်နေကြတယ်ဒုက္ခဖြစ်နေ